အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မေတို့စူပုတ်ရွက်နဲ့မြင့်နဲ့ချစ်စားမှာဖြစ်ပါရဲ့ပြီးတော့စင်ခရမ်းကျင်ဒီနဲ့ငရုတ်ဒီစိမ့်လေးနဲ့ထောင်းပြီးတော့เนาะဈေးလည်းအရင်မကြည့်ပါဘူးတက်တောင်တက်သားလေးနဲ့ပေါ့เนาะတက်သားလေးနဲ့စင်ပြီးအောင်ပေါ့เนาะပထမဦးဆုံးမြင့်သေးကိုပြုတ်ပြီးတော့မြင့်က2ရီ3ရီလောက်တော့ပြုတ်ရပါတယ်เนาะအဲ့လေးကိုထုပြီးတော့ကြတော့ဒီချာလေးဟွာတော့အောင်ထုပြီးကြရင်စားရယ်ကိုလိုအပ်တဲ့ကိုအစင်ဒီမဲ့ဟာလေးထည့်ပြီးနေထားပြီးတော့စီချစ်တဲ့ကိုချစ်တုံပြူလေးထည့်ပါမယ်ချစ်တုံပြူလေးနဲ့ထည့်ပြီးတော့စီကကြတော့အရင်မသုံးတာကောင်းပါလေရှင်ပြီးရင်ခုနနှိပ်ထားတဲ့မြစ်ကိုထည့်ပြီးတော့လုံးလိုက်ပါမယ်လုံးပြီးတော့ရေလေးနည်းနည်းလောက်ထည့်ပါမယ်ရေလေးနည်းနည်းထည့်ပြီးတော့အုပ်ထားလိုက်မယ်အုပ်ထားလိုက်လို့ရှိရင်ရေလေးဆူလာရဲ့အချိန်ကြာရင်ရေလေးဆူအောင်အနည်းငယ်ရေလေးဆူအောင်တင်ထားမယ်တင်ထားပြီးရင်ဆူလာပြီးတော့မြင့်လေးတွေနူးဤသွားပြီဆိုတဲ့အချိန်ကြာမှကိုကြိုက်တဲ့အနေတော်ဟင်းရည်လေးရပြီပေါ့နော်အဲ့အချိန်ဆိုလို့ရှိရင်တော့မြစ်ကအရန်စားကောင်းတယ်နူးနူးဤလေးမင်းကတော့အရန်ကြိုက်တယ်မြစ်ကတော့ကြိုက်ဆုံးမရှင်ပြီးရင်စူပုတ်ရွက်လေးကိုကြိုက်တဲ့ရေအနေထားလေးရောက်တဲ့အချိန်မှာစူပုတ်ရွက်ကလေးတင်ထားရတယ်ရေးဆေးထားရတယ်အစင်တင်ထည့်လိုက်ရုံနဲ့ပြီးရင်အရန်ကောင်းတယ်မြင့်လို့တော့ချစ်လေးရပါပြီပြီးတော့ဆင်ခရမ်းကျင်ဒီနဲ့ငရုတ်ဒီစိမ့်နဲ့ဟောပြီးတော့ပေါ့နော်မင်းတို့ထောင်းလိုက်တယ်ပေါ့ချစ်တုံနေချစ်တုံဖြူငရုတ်ဒီအစိမ့်ကိုကြတော့လှော်လိုက်သေးရဲ့လေပြောမယ်ဆိုရင်ဒီလိုဆောင်းရဒီမှာအရန်ကောင်းတဲ့ဟင်းလို့ပဲပြောချင်တယ်ပေါ့နော်ကိုကလည်းအရန်ကြိုက်တယ်ဆိုတော့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ပါအောင်မရှင်အိမ်ရှင်မလေးတွေအတွက်နှိမ့်ချက်အဆင်ပြေကြပါစေရှင်